မွေးနေ့ပွဲဤအနှစ်သာရလူတိုင်းဟာကိုယ်စီမွေးနေ့တွေရှိကြတယ်မွေးနေ့ပွဲကျင်းပတဲ့အခါမှာအနှစ်သာရပြည့်ဝတဲ့မွေးနေ့ပွဲဖြစ်ဖို့လိုအပ်တယ်လောကလူသားတွေဟာဒီကနေ့ခေတ်မှာဘာတည်းဆိုပြီးမြန်မာနိုင်ငံမြန်မာလူမျိုးတွေဒါမကကဘာရရကလူမျိုးတွေလည်းအားလုံးမွေးနေ့ပွဲဆိုတာကျင်းပကြတယ်ကျင်းပပုံကျင်းပနည်းကအမျိုးမျိုးရှိကြတယ်မျိုးရှိတဲ့ထဲမှာအနှစ်သာရပြည့်ဝတဲ့မွေးနေ့နှစ်သာရမပြည့်ဝတဲ့မွေးနေ့လို့ခွဲခြားပြီးတော့သိဖို့တော့လိုအပ်တယ်ပေါ့အနှစ်သာရပြည့်ဝတယ်နှစ်သာရမပြည့်ဝဘူးလို့ဆိုတာဘာနဲ့တိုင်းတာရမလဲလူအများစုကတော့မွေးနေ့ဆိုလို့ရှိရင်ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ဖြစ်ပါသည်ဆိုပြီးမြန်မာလူမျိုးမဟုတ်တဲ့သို့မဟုတ်ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့မွေးနေ့လက်ဆောင်တွေပေးကမ်းခြင်းမိတ်ဆွေသင်္ဃာတွေကိုကျွေးမွေးခြင်းသို့မဟုတ်အပျော်ခရီးထွက်ခြင်းမွေးနေ့ကိတ်မုံလှီးခြင်းမိတ်ဆွေတွေကိုကျွေးမွေးအခမ်းခြင်းဆိုတဲ့မိမိတို့ရဲ့စိတ်ကူးရှိရာမွေးနေ့ပွဲတွေကိုဆင်ရင်ကျင်းပလေးရှိကြတယ်အားလုံးမိတ်ဆွေတွေကဝိုင်းပြီး Happy birthday to you ဆိုပြီးဆိုကြတယ်ပေါ့ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ဖြစ်ပါစေလို့ဝိုင်းပြီးဆုတောင်းကြဒါကကဘာမှာကျင်းပနေကြတဲ့မွေးနေ့တွေပေါ့နော်ဘုရားဘာသာဝင်တွေကျင်းပတဲ့မွေးနေ့ဟာလည်းပဲတချို့ပုဂ္ဂိုလ်တွေကအနောက်တိုင်းကမွေးနေ့မျိုးကိုပုံစံယူပြီးတော့မွေးနေ့ပွဲတွေကျင်းပကြတယ်မွေးနေ့ပါတီဆိုပြီးတော့ရင်းချတဲ့မိတ်ဆွေတွေဖိတ်လို့ကျွေးကြမွေးကြအခမ်းကြအဲ့ဒါလိုအခမ်းပြီးတော့စုံစည်းကြတဲ့ပျော်ပွဲရှင်ပွဲကလေးတွေနဲ့မွေးနေ့အချိန်ကာလကိုအပျော်ဆုံးအချိန်ဖြစ်ဖန်တီးယူပြီးတော့မွေးနေ့ပွဲကိုကျင်းပကြတယ်လူတိုင်းဟာမွေးနေ့ပွဲလှုပ်တာဟာပျော်ရွှင်ဖို့လှုပ်တာလားဆိုရယ်အနှစ်သာရရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်အမြတ်ရသောအနှစ်သာရရှိသောမွေးနေ့ဆိုတာမျိုးဖြစ်အောင်ဘယ်ရှုထောင့်ကနေပြောရမလဲပြောမယ်ဆိုရင်ဘဝရဲ့တန်ဖိုးဟာဘာတွေလဲလို့ဆိုရင်အနှစ်ချုပ်ပြောလိုက်မယ်ဆိုရင်ကုသိုလ်ကောင်းမှုဟာဘဝရဲ့တန်ဖိုးလို့ပြောဘဝရဲ့တန်ဖိုးဆိုတာလူလောကမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာကုသိုလ်ပဲဖြစ်စေဥစ္စာပဲဖြစ်စေပညာပဲဖြစ်စေဘဝမှာတစ်ခုခုရရှိရမှာဖြစ်တယ်ကုသိုလ်ဥစ္စာကြံ့ခန့်သာ၍နော်ပညာတစ်မျိုးဖွံ့ဖြိုးတိုးတက်မှာကိုယ့်ဘဝဟာအနှစ်သာရရှိမယ်အဲ့တော့ဒီထဲမှာကုသိုလ်နဲ့ပညာဟာတန်ဖိုးရှိဆုံးလို့ပြောမှာဖြစ်တယ်ကုသိုလ်နဲ့ပညာဟာတန်ဖိုးရှိတယ်ကျမ်းမာမှုကလည်းပဲလိုအပ်တာဖြစ်သောကြောင့်ကျမ်းမာမှုဟာလည်းပဲအထောက်အကူဖြစ်တယ်လို့ဒီလိုပြောအဲ့တော့မွေးနေ့ကျင်းပတဲ့အခါမှာကုသိုလ်ရတဲ့မွေးနေ့နဲ့ကုသိုလ်မရတဲ့မွေးနေ့ပျော်ပွဲရှင်ပွဲတွေလှမ်းမိုးထားတဲ့မွေးနေ့လို့ဒီမွေးနေ့နှစ်ခုအနှစ်သာရရှိမရှိနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်ရသော်ဘုရားရဲ့အဆုံးအမစကားကိုကြည့်မယ်ဆိုရင်စာပေကျမ်းကမှာဘယ်လိုဆိုထားတယ်ဆိုဒုက္ခံစဒုက္ခံဟိအကတပုညနံဣဒနတ္ထိပရထသဒုက္ခံဟိကတပုညနံဣဒစေဝပရတ္တသဆိုလိုတာကကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေအတွက်ချမ်းသာဒုက္ခဆိုတာဒီဘဝမှာလည်းရှိတယ်နောက်ဘဝမှာလည်းရှိတယ်ကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ဒီဘဝရောတခြားဘဝတွေမှာရောချမ်းသာဒုက္ခဆိုတာမတွေ့နိုင်ဘူးလို့ဒီလိုပြောတာနော်ဒုက္ခသအကတပုညနံဣဒနတ္ထိပရထသအကတပုညကုသိုလ်မလုပ်တဲ့ပုဂ္ဂိုလ်အတွက်ချမ်းသာဒုက္ခဆိုတာဒီဘဝမှာလည်းမရနိုင်ဘူးနောက်ဘဝမှာလည်းမရနိုင်ဘူးဒါဘုရားဆရှိသောသူတော်ကောင်းတွေကပြောတဲ့စကားလေးတစ်ခုနော်ဒုက္ခပုညတဩစေယကိုယ့်ဘဝမှာကုသိုလ်ကောင်းမှုတွေများပြုလုပ်မိလို့ကုသိုလ်တရားတွေစုစည်းမိခြင်းချမ်းသာဒုက္ခရခြင်းအကြောင်းလို့ဟောတယ်ဘုန်းကြီးတို့တွေကု
ကိုယ့်ကိုပြန်ပြီးဆန်းစစ်ကြည့်တယ်တယောက်နဲ့တယောက်မတူညီတာတွေကိုတွေ့ရတယ်မတူညီတာတွေတွေ့ရအယုတ်ဆိုးအကြည့်ထန်တဲ့ပုဂ္ဂိုလ်တွေရှိသလိုချောမောလှပတဲ့ပုဂ္ဂိုလ်တွေရှိတယ်အယုတ်ဆိုးအကြည့်တန်တာဘာကြောင့်အယုတ်ဆိုးကြည့်တန်တယ်လဲအမေကအယုတ်ဆိုးလို့အယုတ်ဆိုးတာလားအဖေကအယုတ်ဆိုးလို့အယုတ်ဆိုးတာလားဆိုအမေဖေနဲ့မဆိုင်ပါဘူးအယုတ်ဆိုးအကြည့်တန်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကမူရင်းအကြောင်းတစ်ခုထောက်ပြတာကတော့ဖြစ်လျက်ဘဝတုန်းကဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေဟာအယုတ်ဆိုးကြည်တံဖြစ်တတ်တယ်ဆိုတာကအကုသိုလ်ဒေါသဆိုတာအကုသိုလ်ပဲလေဒေါသလွှမ်းမိုးခဲ့တဲ့ပုဂ္ဂိုလ်တယောက်ရဲ့မျက်နှာအယုတ်ဆိုးတွေကြည်တံဘာဖြစ်လို့လဲဆိုဒေါသထွက်နေတဲ့အခါမှာဘယ်သူမျက်နှာပဲကြည့်လိုက်အယုတ်ဆိုးနေမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒေါသအရှိန်တက်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်ခွက်သည်အယုတ်ဆိုးနေတယ်လို့ပဲဒေါသလွှမ်းမိုးပြီးပြောဆိုခဲ့ပြုလုပ်ခဲ့စိတ်ထဲမှာဖြစ်ပေါ်လာခဲ့တဲ့ကာယကံဝစီကံမနောကံလို့ဆိုတဲ့ကံတရားတွေကဘဝကိုထုတ်လုပ်လိုက်ပြီးဆိုလို့ရှိရင်အယုတ်ဆိုးအကြည်တံပုံစံကိုပဲထုတ်တာအကောင်းမထုတ်နိုင်ဘူးလို့ဆိုအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုဒေါသကိုမျိုးသိပ်ပြီးမေတ္တာတရားနဲ့ဒေါသကိုထိန်းထားတယ်သူများတွေကကိုစိတ်ဆိုးတယ်လို့တောင်မသိလိုက်ရအောင်ဒေါသကိုထိန်းသိမ်းထားနိုင်တယ်မျိုးသိမ့်နိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာအပြုံးမပြတ်နေနိုင်တာဖြစ်သောကြောင့်ပြုံးနေတဲ့မျက်နှာနှလုံးသားမေတ္တာနှလုံးသားနဲ့ပြုံးနေတဲ့မျက်နှာရှိတဲ့ပုဂ္ဂိုလ်ဟာရုပ်ဆင်းလှပတာပဲဖြစ်တယ်လူတိုင်းဟာမေတ္တာသက်ဝင်ချစ်ခင်နေတဲ့မျက်နှာဟာကြည်လင်အေးချမ်းလို့နော်လန်းဆန်းနေတာအဲ့တော့မေတ္တာဆိုတာကုသိုလ်ပဲကုသိုလ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာဒီလန်းဆန်းနေတာဒါကြောင့်မို့အကြောင်းတရားဆိုတာအလုံးရှိတယ်လို့ပဲဒီလိုမှရှိတယ်အဲ့တော့လှပခြင်းဆိုတဲ့ချမ်းသာဒုက္ခလှပခြင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရတာဟာမေတ္တာဆိုတဲ့ကုသိုလ်တရားလုပ်ခဲ့လို့ပဲလှပခြင်းလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုကိုမရခဲ့တာဟာမေတ္တာဆိုတဲ့ကုသိုလ်ကိုမလုပ်ခဲ့လို့ပဲဒီလိုတွက်လို့ရတယ်ပေါ့နော်အဲ့ဒါကိုယ့်ဘဝကိုပြုပြင်ရမှာလှကျင်လို့မိတ်ကလဲရင်မိတ်ကလိမ့်တာနဲ့လှလာမယ်အောင်မိတ်တယ်ဇီးခွဲရဲ့မျက်နှာဘယ်တော့ဖြစ်ပြူးကြောင်ကြောင်ပဲနေမှာပဲနော်အဲ့တော့လှအောင်လုပ်လို့လဲလှကြမှာလှဒီနေ့ခေတ်တော့လှအောင်ပြင်ကြတဲ့နည်းတွေအပေါ်ယံပဲပြင်ကြတယ်သို့တော့စိတ်ဓာတ်ကိုမပြင်ဘူးဆိုလို့ရှိရင်ရုပ်ဆိုးအကြည်တန်နေဥမှာပဲနှုတ်ထွက်စကားလည်းရုပ်ဆိုးအကြည်တန်ပြောတာဆိုတာလည်းရုပ်ဆိုးအကြည်တန်အဲ့ဒီလိုဖြစ်တယ်ဆိုတာအမှန်တမ်းထင်ရှားဒါနမူနာလေးတစ်ခုပြောပြတာနော်နမူနာလေးတစ်ခုပြောပြဒီဝိမာနဝတ္ထုမှာဆိုထားတဲ့စကားလေးဟာအလုံးမှတ်သားစရာကောင်းတယ်ဒုက္ခံဟိအဂတပုညနာဣဋ္ဌနတ္ထိပရထသာဣဋ္ဌဆိုအခုလက်ရှိဘဝမှာအဂတပုညနာကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ဒုက္ခအစဉ်ပြေတယ်ချမ်းသာတယ်စိတ်ချမ်းသာဖွယ်ရာဖြစ်တယ်ဆိုတာဟာဣဋ္ဌနတ္ထိအခုလက်ရှိဘဝမှာလည်းမရှိနိုင်ဘူးတဲ့ပရထသာနောက်ဘဝရောက်ရင်လည်းမရှိနိုင်ဘူးလို့ဆိုတာပြောတာနော်ဒါကိုပြောတာစိတ်ချမ်းသာမှုဆိုတာဟာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေအတွက်ရုပ်ဆင်းလာရင်လည်းစိတ်ချမ်းသာရတယ်ပစ္စည်းဥစ္စာပေါ်ရင်လည်းစိတ်ချမ်းသာပါဏာတိပါဒကရှောင်လို့ကျမ်းမာရေးကောင်းတဲ့အသက်ရှည်တယ်ဆိုရင်လည်းစိတ်ချမ်းသာရတယ်စိတ်ချမ်းသာပွဲရတွေကကုသိုလ်နဲ့ပတ်သက်တာတွေကြီးကိုရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေမိလောင်ခြင်းရေမျောခြင်းစားတဲ့အဖြတ်တွေမခံစီဖြတ်စည်းတွေမခံရဘူးဆိုရင်လည်းစိတ်ချမ်းသာလူလောကအလယ်မှာဂုဏ်သတင်းကြီးမားတယ်ဆိုတာလည်းစိတ်ချမ်းသာစရာအဆွဆွဲကဲ့ရဲ့မခံရဘူးဆိုတာလည်းစိတ်ချမ်းသာစရာအတိညာရှိလို့အရာရာမှာနော်စဉ်းစားဉာဏ်နဲ့ကိုယ့်ကိုယ်ကြီးပွားတိုးတက်အောင်လုပ်နိုင်တယ်စိတ်ချမ်းသာဒါတွေကိုအကြောင်းပြုပြီးစိတ်ချမ်းသာအဲ့ဒီချမ်းသာမျိုးကိုပြောတာနော်စိတ်ချမ်းသာမှုပြောတာအဲ့ဒီစိတ်ချမ်းသာမှုဟာတဲ့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေအတွက်ပဲကုသိုလ်မလုပ်ခဲ့ဘူးဆိုလို့ရှိရင်ဒီစိတ်ချမ်းသာမှုဆိုမရနိုင်ဘူးဘလောက်ပဲ happy birthday to you လို့ဝိုင်းပြီးဆုတောင်းပေမဲ့လို့ဘာနဲ့တူတော့ဆိုရင်
ရေထဲမှာမြုပ်နေတဲ့ကြောက်တုံးကြီးကိုဟိုဘက်ကန်းဒီဘက်ကန်းလူတွေစုပြီးတဲ့အခါကျတော့ဟိုကြောက်တုံးကြီးရေမျက်နှာပေါ်ပေါ်လိုက်ပါဟိုကြောက်တုံးကြီးရေမျက်နှာပေါ်ပေါ်လိုက်ပါလို့ဝိုင်းစုတောင်းရင်ပေါ်ပါမလားဘယ်လောက်ပဲစုတောင်းမပေါ်ဘူးအယုတ်ဆိုးကြည်တန်တဲ့လူကိုလှပြပါဆိုလို့လည်းလှမှာမဟုတ်ဘူးနော်အဲ့တော့စိတ်ချမ်းသာစရာဆိုတာကုသိုလ်လုံးမရတယ်လို့ဆိုလို့တယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အနှစ်သာရရှိတဲ့မွေးနေ့လုပ်ရင်ကုသိုလ်ရဖို့ကအဓိကကြတယ်ကုသိုလ်ရမှမွေးနေ့ဘွယ်ရဲ့အနှစ်သာရဆိုဖြစ်မြတ်စွာဘုရားကဟောတယ်ဒီအာယုံအာရောဂိယံဝဏံတက်ခံဥစ္စာကုလိနတာရတိယောပဋ္ဌယံဒေနဥလာရအပရပရာလူဆိုတာအကောင်းကြိုက်တယ်အသက်ရှည်ခြင်းသလားရှည်ခြင်းနဲ့ဆိုရင်ကုသိုလ်လုပ်တရားပြောတာနော်အာရောဂိယယောဂခင်းခြင်းနဲ့ဆိုရင်လည်းကုသိုလ်လုပ်ပါဒီဘဝကံကောင်းအကြောင်းမလားလို့ယောဂမကင်းလည်းပဲဒီကုသိုလ်ကအကျိုးပေးပြီဆိုရင်ယောဂကင်းပါသိချင်ဝဏအစင်းလာခြင်းလည်းကုသိုလ်ပဲလုပ်ပါတက်ခမြင်သမျှကိုယ့်အတွက်မှာနှစ်ချိုက်เสียအာယုန်နေနဲ့ပဲတွေ့ရတယ်မျက်စိကမြင်ရတဲ့အစင်းအာယုန်ကျင့်တတ်เสียကောင်းတယ်နားကကြားလိုက်ရတာကျင့်တတ်เสียကောင်းတယ်နှာခေါင်းကနမ်းရှူရတဲ့အနံ့ကျင့်တတ်เสียကောင်းတယ်လျှာကလျှရတဲ့အရာကျင့်တတ်เสียကောင်းတယ်ခန္ဓာကိုယ်ကထိတွေ့ရတာကျင့်တတ်เสียကောင်းတယ်တက်ခဆိုတာအဲ့ဓာတွေကျင့်တတ်เสียကောင်းပြီအစစ်မြင့်ခံစားနိုင်ခွင့်ရှိတဲ့ဘုံဘဝကိုတက်ခလို့ခေါ်တယ်နော်ရူပါတိသုတ်ထုအခောတက်ခောလို့ဆိုမြန်မာလိုပြန်တော့နတ်ပြည်လို့ပဲပြန်ကြတာသို့တော့သူ့ရဲ့စကလုံးရဲ့အဓိပ္ပာယ်ကတော့သူ့အခထက်တန်းကြတယ်ကောင်းတယ်လို့ဒီလိုဆိုလို့နော်အကောင်းနေကြီးပဲရတယ်လို့ဒီလိုပြောတာအဲ့ဒီလိုဘုံဘဝမျိုးကိုဖြစ်ချင်တယ်ဆိုရင်လည်းကုသိုလ်ပဲလုပ်ပါလူတွေထဲမှာလည်းပဲအစင်တမ်းမြင့်တဲ့လူမျိုးထဲမှာလည်းပဲအစင်တမ်းမြင့်တဲ့လူမျိုးဖြစ်ချင်တယ်ဆိုရင်လည်းကုသိုလ်ပဲလုပ်ပါရတိယောပဋ္ဌယဒေနဘာပဲဖြစ်ဖြစ်လောကမှာပျော်စရာတွေနဲ့ကြုံတွေ့ချင်တယ်ဆိုရင်လည်းကုသိုလ်ပဲလုပ်ပါလို့ဒါမြတ်စွာဘုရားတိုက်တွန်းဘုရားဆိုတာမဟုတ်ဘဲတိုက်တွန်းမှမလားအားလုံးအကျိုးအကြောင်းဆိုကောင်းကိုကောင်းစွာသိပြီးတော့တိုက်တွန်းတာဖြစ်တယ်ဘုရားကိုယုံကြည်ကိုးကွယ်လို့ဘုရားကိုမျက်နိုးအားကိုယုံကြည်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာကောင်းတာတွေကိုလိုချင်ကုသိုလ်ကောင်းကိုလုပ်ရမှာဖြစ်တယ်အဲ့ဒီလိုမလုပ်ဘဲနဲ့မွေးနေ့ကိုအလွဲသုံးစားလုပ်မယ်ဆိုရင်တော့အနှစ်သာရရှိတယ်မွေးနေ့ဖြစ်မှာမဟုတ်ဘူးမွေးနေ့မှာနော်မွေးနေ့ပွဲကျင်းပါတယ်ဆိုတာအမျိုးစုံကျင်းပါတယ်ကျင်းပတဲ့အခါမှာမွေးနေ့ပွဲကြီးအနှစ်သာရဆိုတာကုသိုလ်ပြုခြင်းသာလည်းဖြစ်တယ်အသက်ရှည်ဖို့လည်းမဟုတ်ဘူးဆိုပါတော့အသက်ရှည်တာကကိုလုပ်တဲ့ကုသိုလ်ကောင်းကံရဲ့အကျိုးတရားမျှတာဖြစ်တယ်ပေါ့ကိုရည်ရွယ်ချက်ကဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ဖြစ်ဖို့ဟာအဓိကနော်ကုသိုလ်ဖြစ်ဖို့ဟာအဓိကကုသိုလ်လုပ်ဖြစ်မှတကယ် happy ပါတဲ့ဖြစ်မယ်ကုသိုလ်မလုပ်ဘူးဆိုရင်တော့ပါဇက်ကပြောတယ် happy ပဲဖြစ်မှာပဲနော်စိတ်ထဲကပါတယ် happy ဖြစ်ချင်မှာဖြစ်တယ်ကိမုန်ကြီးကိုလှီးပြီးကျွေးရင်တော့စားမှာပဲဒါပဲရှိတာစားပြီးရင်တော့ပြီးပြီး happy ပါတဲ့ဖြစ်မှာမဟုတ်မွေးနေ့မှာမွေးနေ့လက်ဆောင်ဆိုပြီးတော့လူတွေကပြောကြတယ်လူတွေကလည်းမေတ္တာသက်ဝင်ချစ်ခင်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမွေးနေ့မှာမွေးနေ့လက်ဆောင်တွေပေးလို့ရှိကြတယ်အဲ့ဒီမှာထူးထူးခြားခြားမွေးနေ့လက်ဆောင်ဒီအကြောင်းတစ်ခုပြောပြလူငယ်လေးတယောက်ရဲ့မွေးနေ့သူကသူ့မိဘတွေသူ့မွေးနေ့မှာသူဘာတောင်းဆိုတယ်လဲဆိုရင်ဒီကနေ့ကျွန်တော်မွေးနေ့မှာကျွန်တော်ကြိုက်တဲ့ဟာကိုလုပ်ပြရစီမွေးနေ့လက်ဆောင်အနေနဲ့ဘာမှမပြောချင်သူကြိုက်တာလုပ်နော်အဲ့ဒီအခွင့်အရေးကိုတောင်းတယ်ခွင့်ရေးတောင်းတယ်သူကြိုက်တာလုပ်မယ်တဲ့မိဘတွေကဘာမှမပြောနဲ့ကြည်နေသူလုပ်ချင်တာလုပ်တာသူပြောသလိုနေပါစေဆိုပြီးတော့ထားပါတဲ့မွေးနေ့လက်ဆောင်အနေနဲ့သူ့ကိုမပြောစတမ်းဆိုပြီးတော့နော်ဘာလို့မပြောစတမ်းဆိုတော့သူကအဲ့ဒါကိုတောင်းဆိုလိုက်တယ်တောင်းဆိုတော့မိဘတွေကလည်းမစင်စားဘူးပေးလိုက်တယ်အဲ့ဒီသူတောင်းတဲ့လက်ဆောင်ပေးလိုက်တယ်အေးကောင်းပြီမင်းတို့ချင်တာလုပ်တော့ဘာမှမပြောဒီနေ့ရင်ကုန်နှုတ်ပိတ်နေလိုက်မှဆိုအဲ့ဒီကောင်ကဘာလုပ်တော့ဆိုတကယ်ချင်းပေါင်းသိနေတဲ့တနေ့ကုန်ရေချိုးတယ်ရေထဲမှာဆော့တယ်ကူးတယ်ပြီးတဲ့အခါကျတော့
သူကြိုက်တဲ့အချင်းသီးတွေစားတယ်ပြီးတဲ့အခါခွေးတစ်ကောင်ကသူ့ကိုပြန်ကြိုက်လောက်အောင်ခွေးကိုနှိပ်စက်တယ်ရိုက်နှက်တယ်အဲ့တော့ရေကိုတနေကုန်ချိုးတဲ့အခါကျတော့အေးပတ်ပြီးတော့ချင်းသီးတွေစားတယ်လူခန္ဓာကိုယ်ဟာသူကလှုပ်ချင်တာတွေတနေကုန်လှုပ်တဲ့အခါခွေးကိုလည်းရိုက်တဲ့အခါမှာခွေးလည်းအကိုက်ခံလိုက်ရတယ်တစ်ပင်မော်တက်ပြီးကမြင်းတဲ့အခါကျိုးတစ်ကိုင်းကျိုးကြပြီးအောက်ရောက်တဲ့အခါလက်ကျိုးခြေကျိုးဖြစ်တယ်အမေဖေကတော့မွေးနေ့လက်ဆောင်ပေးထားဆိုတော့ဘာမှပြောအောင်ဒီတိုင်းကြည့်ပြောသူလှုပ်ချင်တာလှုပ်ပါစေလှုပ်တယ်သူလှုပ်ချင်တာတယ်အကုန်တစ်ပင်မော်ကလိမ့်ကြတယ်ခွေးရိုက်လို့ခွေးကကိုက်တယ်ရေချိုးတယ်ချင်းသီးတွေစားတယ်နောက်ဆုံးမှာဖျားတနေ့ကုန်လုံးလိုက်တာအဖျားတက်လာတဲ့အခါဆရာဝန်ခေါ်ပြီးတော့ဆေးထိုးရတဲ့အနေထားမျိုးအတော်ကြီးကုသပြီးယူရတဲ့အခါမှာတပတ်လောက်အားလေးရှိလာတဲ့အခါကျသူကတတိတရားရလာပြီမေမေတို့ဖေဖေတို့နောက်ဒီလိုမွေးနေ့လက်ဆောင်မျိုးမပေးပါနဲ့တဲ့သူအဲ့လိုမွေးနေ့လက်ဆောင်တောင်းတဲ့လူကလည်းရှိသေးတယ်သူလှုပ်ချင်တာလှုပ်ပါဘာမှမပြောပါနဲ့ဆိုအဲ့ဒီမွေးနေ့လက်ဆောင်မျိုးရအောင်ယူပြီးတော့မွေးနေ့မှာလှုပ်တဲ့ပုံကူမျိုးတွေကလည်းရှိသေးတယ်နောက်တစ်ခါလူတွေကအိုရမှကြောက်တယ်သေရမှကြောက်တယ်ဘုန်းကြီးတို့ရွာကတကာကြီးတယောက်ဆိုလို့ရှိရင်သေရမှသူကြောက်ပုံရလူကြားတဲ့သူအသက်မေးရင်မကြိုက်ဘူးနိုင်ငံသားသူနိုင်ငံသားတွေလည်းအသက်မေးရင်မကြိုက်ဘူးလို့ကြားဘူးတယ်မေးတော့မမေးဘူးသူတို့မကြိုက်ဘူးဆို How old are you လို့မမေးခေါင်းဘူးမေးရင်စိတ်ဆိုးတယ်လို့ပြောနော်အသက်ဘယ်လောက်ရှိလို့ဗမာတွေကတော့မေးလို့ရတယ်ဒါပေမဲ့ဗမာထဲမှာလည်းမကြိုက်တဲ့လူရှိတယ်အဲ့ဒီတခါကြီးမကြိုက်ပုံကတော့သူ့အသက်ကိုမေးတဲ့အခါကျတော့သူကဘာနဲ့ညာနဲ့စိတ်ဆိုးပြီးတော့သူကဘာပြောတော့ဆိုအလကားငါလည်းအသက်ကိုလာမေးမနေနဲ့သေမင်းချသွားလို့ရှင်ငါခေါ်လိုက်အသက်ကြီးရင်သေမင်းခေါ်တယ်လို့အောင်းမေးဒါမှမဟုတ်အသက်မေးရင်သူကမကြိုက်ဘူးအသက်မေးရင်လုံးဝမကြိုက်အသက်မေးတဲ့လူကသူ့ရန်သူပဲသူအမြဲတမ်းသူကအသက်ကိုပုံသေးမှတ်ထားတာမကြီးတော့ဘူးသူ့အသက်ကနော်တကားကြီးတယောက်ကတော့ဘာလုပ်တုံးဆိုလို့ရှိရင်အမြဲတမ်းပဲဘုန်းကြီးတို့နဲ့တွေ့တဲ့အခါမှာသူကအသက်82နှစ်ရှိတော့တကားကြီးအခုအသက်ဘယ်လောက်ရှိပြီတော့မေးလိုက်တော့အမေ16နှစ်ရှိပါသေးတယ်ပြောင်းပြန်တာသူက81ကို18တဲ့ပြောင်းပြန်ပြီးတော့16နှစ်ရှိသေးတယ်ငယ်လေးရှိသေးတယ်16နှစ်ရှိသေးဘုန်းကြီးကမှတ်ထားပြီးတော့သူ16နှစ်ဆိုလဲ16နှစ်ပေါ့နေလိုက်အောင်နောက်သူအသက်88နှစ်ပြည့်တဲ့အခါကျတော့ကဲအသက်ပြောင်းလေလို့ရှင်းတော့ပြန်ကြည့်ပါလားလို့88ဆိုဘယ်လိုပြန်သူကအဲ့ဒါပြစ်တိုင်းတောင်ရုပ်ဖြစ်သွားတယ်အဲ့ကြတော့မဖြေတော့ဘူးပြုံးနေတယ်သူကဘယ်နှစ်တုံးပြုံးနေလို့ဆိုပြုံးနေတယ်သူကဘယ်လိုပြန်ပြော88ရောက်ရင်ခုလိုလှဲ့လဲ88ဒီလိုလှဲ့လဲ88ဘုန်းကြီးလည်းအခု80ခွန်ဆိုတော့တက်ငယ်ခြင်းလို့မရဘူးနော်ပြစ်တိုင်းတောင်ခစ်လို့ပြောပြစ်တိုင်းတောင်နှစ်လို့ပြော66ရှိတဲ့လူတွေလည်းဘယ်လိုပြောင်း66ပဲ33 44 55ပြောင်းလို့မရတဲ့အသက်တွေပေါ့နော်အေးပြောကြတယ်52နှစ်သမားတွေမေးလိုက်ရင်15နှစ်ရှိပါသေးတယ်လှုပ်သေးတယ်သူအဲ့ဒါလို့လောကကြီးဟာအသက်ကိုရှုပ်ပြောခြင်းကြတဲ့အနေအထားတစ်ခုရှိကြဒါပါရဲ့အဓိပ္ပာယ်တော့ဆိုမအိုခြင်းဘူးဆိုတာပြောပြတဲ့သဘောမသေးခြင်းဘူးဆိုတာပြောပြလို့ရနော်လောကလူတွေဟာအိုတာကိုမအိုရအောင်သပင်လေးဖြူလာလို့ရှိရင်နှုတ်ခိုင်းတယ်နော်အခုခေတ်ကျတော့ဆေးဆိုးတယ်တနေ့ကတခါကြီးတယောက်မေးတယ်သွားတစ်ချောင်းမှမကျိုးသေးဘူးထင်တယ်သွားတွေဖွေးလို့ပါလားဆိုသွားမရှိတော့ဘူးတဲ့အသစ်ဆိုင်ထားတာတက္ကမကြီးတယောက်နဲ့စပ်ပြီးတော့အေးလောကကြီးမှာအတုလုပ်ပြီးတော့အဖမ်းမခံရတာသွားထုပဲလို့ကျန်တာတွေကျတော့အတုလုပ်ရင်ဖမ်းခံရမှာနော်အတုလုပ်ရင်ဖမ်းခံဒါနဲ့ဘုန်းကြီးကမေးတာတက္ကမကြီးအစ်စ်လိုချင်လားလို့အစ်စ်လိုချင်လားဆိုမလို့ချင်ဘူးအတုပဲယူတော့သွားကြတော့အစ်စ်လိုချင်လို့ရှိရင်ရေဝေကိုမှာပေးမယ်
အဲ့ဒါကြတော့မယူချင်ဘူးတဲ့အဲ့တော့လောကကြီးမှာအဲ့ဒါလိုပဲဒီလူဘဝရဲ့ပြောင်းလဲမှုမမြဲတဲ့သဘာဝတရားတွေဟာရှိနေတဲ့အခါလူတွေဟာအသက်ကြီးမှန်းသိလို့ရှိရင်သေမင်းခေါ်မှကြောက်တဲ့လူနဲ့နော်အသက်ကိုရှေ့နောက်ပြောင်းပြီးတော့ငယ်ချင်တဲ့လူနဲ့လောကကြီးမှာရှိတယ်ဆိုဒါတကယ်သဘာဝပဲအဲ့တော့လူတွေဟာမအိုချင်မဲနဲ့အိုချရတယ်မနာချင်မဲနဲ့နာချရတယ်မသေးချင်မဲနဲ့သေချရအဲ့လိုဖြစ်နေတဲ့ဘုံဘဝကြီးထဲမှာမသေးချင်လို့လည်းမရဘူးမအိုချင်လို့လည်းမရဘူးမနာချင်လို့လည်းမရဘူးအိုရနာရာသေတာလူတဘာဝသူ့ကိုစဉ်းစားเสียမလိုပဲနဲ့ကိုဒီဘဝဒီသက်တမ်းရောက်လာသည့်ထီအောင်ဘာတွေလုပ်ခဲ့တယ်လဲဆိုတာအနှစ်သာရပဲပေါ့ကောင်းတာတွေဒီဘယ်လောက်လုပ်ခဲ့တယ်လဲဘုန်းကြီးတို့ဆိုရင်အခုအသက်80နဲ့ခွန်ဘယ်လိုပဲပြန်80ခွန်ပဲနော်ပြစ်တိုင်းတောင်ခစ်ရောက်ပြစ်တိုင်းတောင်နှစ်ပေါ့ပြစ်တိုင်းတောင်ဆိုတော့ဘယ်လိုပြစ်ချလိုက်ထောင်းနေတာပဲလေအဲ့တော့ပြစ်တိုင်းတောင်နှစ်ပေါ့သူတို့ပြောမှာအဲ့တော့ဒီ89နှစ်တာကာလမှာဘာတွေလုပ်ခဲ့တယ်လဲအဓိကကြကိုယ်တဏ္ဍမှာမြတ်စွာဘုရားကဟောတယ်ကထံဗုဒ္ဓတမေရတ္တိတိဝဝိတိဝတ္တန္တိတိငါဘယ်လိုအနေထားနဲ့နေ့တွေညတွေရက်တွေလတွေနှစ်တွေကုံဆုံးလာခဲ့တာလဲကုံဆုံးလာခဲ့တဲ့နှစ်တွေလတွေရက်တွေမှာငါဘာတွေလုပ်ခဲ့တယ်လဲအဲ့ဒါပြန်စစ်ဆေးရမယ်လို့သူဆိုလူတိုင်းဟာစစ်ဆေးဖို့လိုအပ်တယ်စစ်ဆေးပြီးတော့ကုသိုလ်နဲ့အကုသိုလ်ငါဘယ်ဟာတွေကများနေတယ်လဲအကုသိုလ်တွေများနေလို့ရှိရင်ကုသိုလ်တွေပေါ်များအောင်လုပ်ရစိတ်တ ानु ပတနာ contemplation of mind consciousness ဆိုတာ contemplation of consciousness ကိုယ်စိတ်ကိုဆန်းစစ်ရငါစိတ်မှာဒေါသတွေခဏခဏဖြစ်သလားလောဘတွေခဏခဏဖြစ်သလားတွေ့ဝေမှုဆိုရမောဟတွေမာမနာတွေအိတ်တာတွေမစ္စရိယတွေဖြစ်သလားဆိုတာကိုယ့်ကိုပြန်ပြီးစစ်ဆေးရသို့မဟုတ်အလောဘဆိုတဲ့ရရောတဲ့သဘောတရားတွေအာရောဒဆိုတဲ့အမုန်းကင်းတဲ့မေတ္တာတွေအမောဟဆိုတဲ့ပညာတွေနဲ့ငါဟာအချိန်ကုန်သလားလို့ဆိုတာလေစစ်ဆေးမေးများငါဘဝမှာသူများရဲ့အကျိုးဘယ်လောက်လုပ်ခဲ့သလဲကိုယ့်ရဲ့အကျိုးဘယ်လောက်လုပ်ခဲ့သလဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဒီပရဟိတဆိုသူတစ်ပါးအကျိုးစီးပွားကိုလုပ်တယ်လို့ဆိုတဲ့နေရာမှာဒီမေတ္တာကိုအခြေခံမေတ္တာအခြေခံသူများအကျိုးစီးပွားကိုလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်ကျိုးစီးပွားလည်းလုပ်ပြီးသားဖြစ်သွားတယ်။ဘာနဲ့တူတော့ဆိုရင်ကရုသမားနဲ့တူတယ်။ကရုသမားကခရီးသည်ကိုဟိုဘက်ကမ်းပို့တာသူလည်းရောက်တယ်လေ။သူများအကျိုးကိုလုပ်လို့ရှိရင်အများအကျိုးဆောင်ကိုကျိုးအောင်ဆိုတာရှိတယ်။ဒါကြောင့်မို့အများကောင်းကျိုးကိုလုပ်ရင်းမှာကိုယ်တဏ္ဍာမှာဘာတွေဖြစ်တယ်မေတ္တာစေတနာတွေဖြစ်တယ်ကုသိုလ်တရားတွေဖြစ်တယ်။အဲ့ဒီအများအကျိုးကိုဆောင်ရွက်တဲ့မေတ္တာစေတနာဆိုတာပြုလုပ်ချက်တွေကကုသိုလ်တရားတွေကကိုယ့်အတွက်အကျိုးပြုသူများကရလိုက်တာတော့ကိုယ့်ရဲ့ကုညီမှုသာလည်းဖြစ်တယ်ကုသိုလ်မရလိုက်ဘူးအမြတ်ပြောမယ်ဆိုလို့ရှိရင်ကုသိုလ်လုပ်ငန်းကိုလုပ်လိုက်တဲ့ပုဂ္ဂိုလ်ကလုပ်တဲ့ပုဂ္ဂိုလ်ကပိုမြတ်တယ်ဒါပေမဲ့လူတွေကအမှတ်မှားနေကြတယ်ကိုကုညီလိုက်တို့ရလိုက်တဲ့ပုဂ္ဂိုလ်ကငါတို့ရလိုက်တယ်လို့ဆိုပြီးပြောနေကြတယ်အမှန်ကသူကပြောစရာမဟုတ်ဘူးသူရလိုက်တာဘာမှတန်ဖိုးမရှိဘူးဆိုပါစို့ဆင်းရဲနွမ်းပါတဲ့ပုဂ္ဂိုလ်အင်ကြီးတစ်ထည်ပြီးအင်ကြီးတစ်ထည်ပဲရတယ်သူဘာမှမရထမင်းတနတ်ကျွေးရင်လည်းထမင်းတနတ်စာပဲသူရတယ်သို့တော့သူကတကယ်ကိုအမလီအကြီးကျယ်ကြီးရလိုက်တယ်လို့အောင်းမိတယ်မဟုတ်ဘူးရှုံးတာသူကရှုံးတယ်ထမင်းတနတ်ကျွေးလိုက်တဲ့ပုဂ္ဂိုလ်ကမြတ်တယ်အမြတ်တွေအများကြီးရတယ်စားသွားတဲ့ပုဂ္ဂိုလ်ကဘိုက်တင်းတာပဲဘိုက်တင်းပြီးတော့5 နာရီလောက်ရောက်ရင်စားကြည့်ရင်ပြန်စားချင်တာသူကဘာမှမရလိုက်ဘူးသူရလိုက်တာအမဒါမှနေ10ပုံပုံတစ်ပုံပုံ100ပုံတစ်ပုံတော့သူမရဘူးဘဝနဲ့ကြည့်မယ်ဆိုရင်သူရလိုက်တာဘာမှအနှစ်သာရမရှိဘူးအေးလှူလိုက်တန်းလိုက်လို့ယူသွားတဲ့ပုံကိုယ်တွေမလေးပျော်မြူးပြီးတော့ယူသွားမယ်ဆိုရင်သူတို့ရလိုက်တာဘာမှမရဘူးလှူတဲ့ပုဂ္ဂိုလ်ကရလိုက်တာကအများကြီးဒါကြောင့်
မွေးနေ့ရဲ့အနှစ်သာရဆိုတာဘာတော့လို့ဘုန်းကြီးတို့ခံယူချက်ထားတာတော့မွေးနေ့ပွဲလှုပ်တာဟာအသက်ရှည်ဖို့လှုပ်တာလည်းမဟုတ်ဘူးနော်ဂုံတရင်ကြီးမအောင်လှုပ်တာလည်းမဟုတ်ဘူးဘာအတွက်လှုပ်တာလဲလို့ဆိုကုသိုလ်ပြုဖို့ရက်စွဲကလေးတစ်ခုတတ်ထားပြီးကုသိုလ်လှုပ်ဖြစ်အောင်လှုပ်ခြင်းပဲလို့မိမိကိုယ်တိုင်ကကုသိုလ်လှုပ်ဖြစ်တယ်လို့မိမိကိုအကြောင်းပြုမိမိပေါ်မှာမေတ္တာသက်ဝင်ချစ်ခင်ကြတဲ့ပုဂ္ဂိုလ်တွေကြီးညိုလေးစားကြတဲ့ပုဂ္ဂိုလ်တွေကလည်းကုသိုလ်တွေရကြအဲ့တော့အများဟာကုသိုလ်ရသွားကြအများကုသိုလ်ရအဲ့ဒီလိုအများကုသိုလ်ရဖို့ဆိုတာအကြောင်းကိုအကြောင်းပြုလိုက်မယ်ဆိုရင်မွေးနေ့ပွဲလှုပ်ခြင်းရဲ့အနှစ်သာရပြည့်သွားတယ်ကိုယ်ကလည်းကုသိုလ်ရတယ်မွေးနေ့ပွဲလာတဲ့ပုဂ္ဂိုလ်တွေကလည်းကုသိုလ်ရကြတယ်မွေးနေ့ပွဲလာသည့်အတွက်ကြောင့်တရားနာရတယ်အသိဉာဏ်တွေရတယ်မရှုံးဘူးနော်အမြတ်တွေရတယ်လာကြတယ်လှူကြတယ်တန်းကြတယ်မွေးနေ့ပွဲမှာပါဝင်ပြီးတော့ကုသိုလ်ကောင်းမှုပြုကြအဲ့ပြုတဲ့ပုဂ္ဂိုလ်တွေဟာစားပြန်တဲ့ပုဂ္ဂိုလ်တွေမဟုတ်သည့်အတွက်ကြောင့်ကုသိုလ်တွေပါသွားတယ်နောက်ဆုံးမှအခုတရားပွဲလာပြီးတရားနာကြတယ်ဆိုတဲ့ဟာတန်မိုးရှိတဲ့ကုသိုလ်တွေရသွားတယ်တရားနာတာကိုတာမန်ကုသိုလ်လို့မအောင်မေ့လေနဲ့ဓမ္မတဝနာကုသိုလ်ဆိုတာအမတန်ကြီးမားတဲ့ကုသိုလ်တရားဒီကုသိုလ်မရဘဲနဲ့ဘယ်ပုဂ္ဂိုလ်မှတရားလူတရားမြတ်မရနိုင်ဘူးဖျားပစ္စေကဗုဒ္ဓလွဲပြီးတော့တရားမနာပဲအသိဉာဏ်ဖြစ်တဲ့ပုဂ္ဂိုလ်မရှိဘူးရှင်သာရိပုတ္တရာလို့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တောင်မှရှင်အတ္တစီထံကတရားတစ်ပုဒ်တော့နာရတယ်နာလိုက်မှသူဟာအသိဉာဏ်ပွင့်တယ်ဒါကြောင့်မို့တရားနာလိုက်လို့ရလာတဲ့ပညာဆိုတဲ့ကုသိုလ်အလွန်ကြီးမားတယ်လူတွေကပြောကြတယ်နာကိုတောင်းရှိတာဓုတစ်ဟောလိကဘာမရေတွက်နိုင်ပါတဲ့ငယ်ငယ်တော့ရတယ်သူဆိုလိုတာကနာကိုဆိုတာတရားနာလို့ရှိရင်ကိုးခေပါအပယ်မလားဘူးတဲ့ဒါတော့ခိုင်မာတဲ့စာပေကျမ်းစာဆိုတာတော့မဟုတ်ဘူးနော်တောင်းတဲ့တောင်းရှိဆိုတရားတောင်းလို့ရှိရင်တရားပွဲကျင့်ပတဲ့ပုဂ္ဂိုလ်ပေါ့ဓမ္မပူဇာလုပ်တဲ့ပုဂ္ဂိုလ်တွေကရှစ်ကပါအပယ်မလားနာကိုတောင်းရှိတာဓုတစ်အေးအိမ်ငိုက်ချာမပါပဲနဲ့အာတက်တရောတာဓုခေါ်တာနော်တာဓုခေါ်ပြီးဝါနဲ့တန်းတဲ့လူမပါဘူးတာဓုတစ်ဆိုတာဒီလိုက်လိုက်လဲလဲနားလေသဘောပေါက်ပြီးတော့အာရပါရတာဓုခေါ်တဲ့ပုဂ္ဂိုလ်ကတက္ကပါအပဲမလားဘူးလို့ဒီလိုဆိုတယ်ဒါကုသိုလ်ရဲ့အကျိုးကိုဖော်ပြတာဖြစ်ချင်လည်းဖြစ်နိုင်တယ်ဒါကုသိုလ်လေးကြီးပဲဆိုလိုတာကတော့တရားနာတဲ့ကုသိုလ်တရားနာတဲ့ကုသိုလ်ကြတော့ရှင်သာရိပုတ္တရာမထေရမြတ်ကတရားနာလို့သောတာပန်ဖြစ်သွားတာဘယ်ကိုးကဘာကသောတာပန်ဖြစ်သွားပြီလေအပဲမလားဘူးဆိုသူ့မှာဘယ်ကိုးကဘာတရားနာပြီးတော့တရားသူတရားမြတ်ရပြီးယဟန္တာဖြစ်သွားတယ်ဆိုလို့ရှိရင်အဆုံးစအတိုင်းအစမသိတဲ့ကြီးမားတဲ့အကျိုးကျေးဇူးကိုရသွားတယ်လို့သူပြောမြတ်စွာဘုရားတရားဟောလို့တရားဓမ္မနာရင်ကနေပြီးအကျိုးတရားရသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးတရားနာရင်ကိုယ့်ဘဝနဲ့ကိုယ်ဆက်ဆက်ပြီးတော့တရားနာတဲ့အပေါ်မှာမူတည်ပြီးတွေးတောလို့ရှိရင်ဒါဟာလဲ apply လုပ်တယ်လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့အထိပ္ပယ်ရတယ်ဒါကြောင့်မို့တရားနာရင်နဲ့တရားသူတရားမြတ်တွေရသွားတယ်ဆိုတာအေးဟောနေတဲ့တရားကိုကြည့်ပြီးတဲ့အခါမှာနားထောင်ရင်ကနေကိုယ့်ဘဝနဲ့ကိုယ်ဟုတ်လိုက်တာမှန်လိုက်တာလို့တွေးတောဆင်ခြင်ပြီးကိုယ့်ဘဝကိုယ်နဲ့ဆက်ဟပ်ကြည့်တတ်နေလို့ရှိရင်ဒါလည်းတရားသူတရားမြတ်ရတယ်အနာရဝိန္ဒတိရဲ့သားကာလဆိုတဲ့လူငယ်ဟာနာရဝိန္ဒတိကြီးကဇေယျကျောင်းတကာဖြစ်တော်လဲပဲသမီးတွေကလိမ်မာကြသားတစ်ယောက်ကတော့တတ္ထဟာဆိုတဲ့အမည်ရတဲ့သားကတော့သင်္ကန်းဝတ်သွားသူ့ဘာတွေတော်တယ်သူ့ဘူဒီမထေရမြတ်နဲ့အတူနေတယ်သူကတော့ဘုန်းကြီးဝတ်ထားအဲ့ဒီထဲမှာသားငယ်တစ်ယောက်ကာလဆိုတဲ့သားငယ်တစ်ယောက်ကတော့တရားတရားနည်းနေဖះအိမ်လာလို့ရှိရင်လည်းရှောင်ထွက်သွားတယ်ကျောင်းဆိုလည်းဘယ်တော့မှမသွားဘူးတရားပွဲဆိုလည်းဘယ်တော့မှမလာဘူးနာရဝိန္ဒတိရဲ့သားနော်ရှောင်နေတယ်နောက်ဆုံးမှာဒီကောင်ဒီလိုနေလို့ရှိရင်တော့ဘဝရဲ့အနှစ်သာရကိုရမှာမဟုတ်ဘူးကုသိုလ်တွေရမှာမဟုတ်ဘူးဆိုသူ့အဖေကလူဆိုတာပိုက်ဆံပေးရင်ဘာမှမဆိုလုပ်တယ်ပေါ့လူလောဘဒါကြောင့်မို့ပိုက်ဆံနဲ့မြားပြီးတော့သူ့သားကိုငါသားမင်းကျောင်းသွားလိုက်ကျောင်းသွားလို့ရှိရင်မင်းကျောင်းသွားပြီး
ဥပုသ်ဆောင်မယ်ဆိုရင်ငါငွေ1000ပေးမယ်ဟိုခေတ်ကငွေ1000အများကြီးပေါ့နော်ခုခေတ်လူတွေတော့1000ပေးုံနဲ့ရမှာမဟုတ်ဘူးနော်ငွေ1000ပေးမယ်ဆိုတော့ကျောင်းသွားတယ်ပတ်စံလိုချင်လို့သွားတာကျောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားဟောတဲ့တရားပွဲနာမကတ်ဘူးတဏှာရာချောင်ပိတ်ပြီးအိပ်ပြီးပြန်လာခဲ့အိမ်ရောက်တဲ့အခါကျတော့သူ့ဖေကငါသားမင်းကျောင်းသွားရင်တရားလေးပါလေးမနာခဲ့ဘူးလားလို့ဆိုဘာကိစ္စတရားနာမှာလဲကျုပ်ခမည်းသွားခိုင်းလို့သွားတာကျောင်းကပြန်လာပြီပေးပတ်စံ1000ပတ်စံပဲအရင်တောင်းမင်းစားပါအောင်ကွာထမင်းစားပါအောင်မစားကြဘူးပတ်စံပဲအရင်ပေးဆိုငွေ1000ရမှသူထမင်းစားအဲ့ဒါလောက်ထိအောင်နောက်ရက်ကျတော့သူ့အဖေနာရဘိန်တထေကငါသားဒီနေ့မင်းကျောင်းသွားပြီဖះဟောတဲ့ထဲကတရားတစ်ပုဒ်တော့မင်းသိငဲ့ဒါပဲတရားတစ်ပုဒ်ရရင်ငါငွေ1000ထပ်ပေးငွေရချင်တယ်သူငွေ1000ပိုင်သွားပြီနောက်တစ်ခါငွေ1000ရဖို့အတွက်ကျောင်းသွားဖះတရားနာတဲ့အခါမှာမြတ်စွာဘုရားကသူငွေအတွက်လာတယ်ဆိုတာသိတော့မြတ်စွာဘုရားတရားဟောတဲ့အခါမှာသူ့ကိုမမှတ်မိအောင်မှတ်ဉာဏ်မဖြစ်အောင်မြတ်စွာဘုရားကသူ့အကျိုးအတွက်တကူတော်နဲ့ဖန်ဆင်းထားလိုက်အဲ့တော့ဘုရားဟောတဲ့တရားတွေကိုသူကလိုက်ပြီးတော့မှတ်တယ်မှတ်လိုက်မေးလိုက်မှတ်လိုက်မေးလိုက်နဲ့အဲ့ဒါလို့မှတ်မယ်ဆိုပြီးဘုရားဟောတဲ့တရားကိုမှတ်ဖို့ဆိုပြီးတော့အာယုံစိုက်ပြီးနာလိုက်တာတရားဝဲပြီးတဲ့အခါသောတပန်ဖြစ်သွားနော်မှတ်ဖို့နာလိုက်တဲ့တရားကသောတပန်ဖြစ်ကိုရောက်စေတယ်အာယုစိုက်နာရင်နဲ့သူမှတ်မိသွားတော့နောက်ဆုံးကသောတပန်ဖြစ်သွားသောတပန်ဖြစ်သွားတဲ့အခါကျတော့မှဓမ္မရဲ့အနှစ်သာရကိုသူသိရှိနားလည်သွားလို့အဲ့ဒီကြတော့သူကဝေတောင်းတာတွေပဲမလုပ်တော့ဒီအနှစ်သာရကိုရသွားပြီသောတပန်ဖြစ်ခြင်းဆိုတဲ့အသိဉာဏ်ဓမ္မနဲ့ပတ်သက်တဲ့မှန်ကန်တဲ့အမြင်ရသွားတယ်တန်တရားကင်းသွားတယ်ဆိုတဲ့ဒိဋ္ဌိဝိသေကိစ္စနှစ်ခုကင်းပြတ်သွားပြီကိလေသာတွေရောပါသွားတဲ့အချိန်မှာသူဟာစိတ်နေသဘောထားတွေလုံးဝပြောင်းသွားတယ်ရခင်တစ်ခေါက်ကဆိုရင်အစောကြီးအိမ်ပေါက်ချလာအိမ်ပြန်သွားတယ်ဒီတစ်ခါတော့အစောကြီးမသွားဘူးဖះဆွမ်းကန်ကြွတဲ့အချိန်လေးမှာနောက်ကตาလေးလိုက်သွားပြီးတော့ဖះကအနာရိတထေအိမ်ကိုကြွဆွမ်းဖုံးဝေးတဲ့အခါသူကအသားလေးအိန္ဒြေရနဲ့လိုက်ခါတိုင်းလို့သူ့အဖေစီပဲဆက်မတောင်းရုံနဲ့မကဘူးအဖေကငါ့ကိုဖះရှိပြန်ပတ်စံတုပ်ကြီးပေးမှလားဆိုလန့်နေနော်ငါ့ကိုပတ်စံတုပ်ကြီးမပေးပါစေနဲ့ငါရှက်เสียဖြစ်နေတော့မှာပဲဖះနဲ့တန်ဃာတွေရှေ့မှာငွေတုပ်ကြီးလာချပြီးတော့ရော့မင်းအယောင်းဝယ်လုပ်တယ်ဆိုတာမျိုးဖြစ်သွားမှသူကြောက်တယ်တရားနာလို့ရှိရင်မင်းပတ်စံပေးမယ်ဆိုပြီးပတ်စံပေးပြီးတရားနာခိုင်းရတယ်ဆိုတဲ့အဲ့ဒါမျိုးလူသိမှရှက်သွားတယ်အဲ့ကြမပေးပါစေနဲ့လို့ဆူတောင်းနေမှာသူ့အဖေကငွေတုပ်ကြီးရှေ့ချအဲ့မှာပေးနော်ငွေတုပ်ကြီးရှေ့ချပြီးကဲငါသားမနေ့တုန်းကတော့မင်းငွေမရရင်အစာမစားဘူးဒီနေ့တော့ငွေလှဲ့ကုန်ကြည့်ဘူးတဲ့အဲ့နဲ့မသိကြအောင်ဆောင်သောတာပန်ဖြစ်သွားတော့ငွေကိုလုံးဝရှက်เสียကြီးတစ်ခုဖြစ်သွားရှက်เสียကြီးတစ်ခုဖြစ်သွားပြီးတော့ငွေကိုလုံးဝလှဲ့မကြည့်ဘူးနားလည်းမထောင်တော့တဲ့အချိန်ပြည့်တော့မြတ်စွာဘုရားကဟောတယ်နော်သူဟာတဲ့ဒီလေးကျွန်းကိုအစိုးရတဲ့စကြဝဠာမင်းရဲ့စီစဉ်နတ်ပြည်ရောက်တဲ့နတ်ချမ်းသာအဲ့ဒါဒီတဲ့သူ့ဖို့သောတပန်ဘဝပို့ပြီးတော့မြတ်တယ်တဲ့နော်နတ်ပြည်ရောက်တာတဲ့သူကစတုဏမပိဒီပါဏံဣတရံယောဓာကာရိဒီလေးကျွန်းမှာအစိုးရတဲ့စကြဝဠာမင်းဖြစ်ရတာနော်တိုက်ခတကမဏေနဝါနတ်ပြည်နတ်စီစိန်ခံစားရတာသောတပတ္တိဖလံဝရံသောတပတ္တိဖို့ကမြတ်တယ်ဆိုသူသဘောပေါက်မြတ်စွာဘုရားကတင့်သားကာလသောတပန်ဖြစ်သွားသည့်အတွက်ကြောင့်စကြဝဠာမင်းစီစိန်ကိုလည်းသူလိုချင်မှာမဟုတ်တော့ဘူးနတ်ပြည်ချမ်းသာကိုလည်းလိုချင်မှာမဟုတ်တော့ဘူးသူ့ဖို့မှာတန်မိုးရှိဆုံးကသောတပတ္တိမဲ့ပဲဖြစ်တယ်အဲ့ဒါလိုပဲအနှစ်သာရကိုရသွားလို့ရှိရင်အနှစ်နဲ့အကာကွဲပြားသွားတယ်
အဲ့တော့ဘုသူမွေးနေ့အခါသမယလုပ်တယ်ဆိုတဲ့အခါမှာလည်းပဲအနှစ်နဲ့အကာကိုခွဲခွဲခြားခြားသိဖို့လိုတယ်ပေါ့ကိုလုပ်တဲ့အလုပ်ဟာအနှစ်သာရလားအကာလားဆိုခွဲခြားသိရဒါဖြင့်အနှစ်သာရဆိုတာဘာကိုပြောတာတော့နော်အနှစ်သာရလို့ဆိုတာကိုကဏ္ဍဆိုတဲ့ဖျားလောင်းသူတို့သာစဉ်းစားတယ်လို့ပဲပိဿနံဝေရဏံသာဓာရဏဘာဝေနအတ္တရတဓနတဒါနံတာရောတဲ့ဘုန်းကြီးတို့တွေလူတွေဟာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဆိုရင်ပစ္စည်းဥစ္စာတွေပိုင်ကြတယ်မြေတွေပိုင်တယ်တိုက်တွေပိုင်တယ်သုံးဆောင်တွေရွှေတွေငွေတွေပိုင်ကြတယ်ယရဏပစ္စည်းတွေပိုင်ကြတယ်ပိုင်ဆိုင်မှုတွေအလွန်များတဘဝတောင်သုံးလို့မကုန်နိုင်လောက်အောင်ပိုင်ဆိုင်မှုတွေနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေပိုင်ကြတယ်ပေါ့အဲ့ဒီပိုင်ဆိုင်မှုတွေကအနှစ်သာရလားလို့ဆိုဘယ်အနှစ်သာရဟုတ်မှာဘာကြောင့်အနှစ်သာရမဟုတ်ဘူးလားဆိုတော့အနှစ်သာရမဟုတ်ဘူးလို့ပြောနိုင်တာလဲဆိုပိုင်ဆိုင်မှုကအတိုင်းတာရှိတယ်နော်စဉ်းစားကြည့်ဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်ယာဒူးကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စိတ်တွေဘလောက်ပိုင်ပိုင်ရွှေတွေဘလောက်ပိုင်ပိုင်မျက်စိလေးနှလုံးမှာမှိတ်ခင်လေးသာပိုင်နိုင်တာမျက်စိနှလုံးမှိတ်ထားလိုက်မှိတ်သွားပြီဆိုတာနဲ့တပြိုင်နက်သူ့ဘာမှစီမံခွင့်မရှိတော့ကိုယ့်ကိုသေချာစဉ်းစားကြည့်တော့ကိုပိုင်ဆိုင်တာဟာပွင့်ပွင့်လင်းလင်းပြောရရင်အသက်မထွက်ခင်လေးပဲပိုင်တာသေသွားပြီဆိုလို့ရှိရင်လူတွေဟာအလုံးထားပစ်ခဲ့ပိုင်ဆိုင်မှုတွေလုံးဝစွန့်သွားတယ်ကိုနေတဲ့အိမ်လည်းကိုမပိုင်တော့ကိုခန္ဓာကိုယ်ကြီးတောင်ကိုမပိုင်ဘူးကိုဝတ်ထားတဲ့အဝတ်လည်းတခုမှမပိုင်ကိုနေတဲ့အိမ်မော်တောင်နေချင်လို့မရတော့ဘူးအခုကိစ္စသာဆိုသေးတယ်အခုရှေခဲတိုက်ပို့လိုက်ကြခဏလေးနေပါရစေအောင်လို့တောင်းလို့မရဘူးနော်6666မလုံးနဲ့ဘုန်းကြီးပြင်ပြီးတော့ပြည့်ရုံအဲ့ဒါအနေမခံဘူးဆိုတာထင်ရှားတယ်လေနေလို့မရဘူးအိမ်ပေါ်မှာ6666လုံးနေရင်အဲ့ဒါဘုန်းကြီးတွေပြင်ပြီးကမောဖတ်တာတို့ကလောက်ကုန်အဲ့ဒါမောင်းချတာမောင်းချအဲ့ကိုပိုင်တာဟာတိုင်းတာလေးတခုဘလောက်ပဲချမ်းသာတော့ပိုင်ဆိုင်မှုဆိုတာအသက်မထွက်ခင်လေးတွေပဲပိုင်ဆိုင်တာစီမံခန့်ခွဲနိုင်တုံးလေးတွေပိုင်ဆိုင်တာအလွန်ကိုချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဟာတေကန်ဒီသေရဖို့ဒီ ICU ထဲမှာမျောနေပြီဆိုကြတဲ့ကနောက်ပိုင်းကသူပိုင်တာဖြစ်တော့သွားပြီနော်ဘုန်းကြီးတို့ကြားဘူးတာလေးတခုပြောအောင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကရုရှားနိုင်ငံမှာအုပ်စိုးတာစတာလင်ဆိုတာရှိတယ်နော်စတာလင်လီနင်ပြီးတော့စတာလင်မမြင်ဘူးလို့ရှိရင်ကြည့်နှခမ်းမွေးကြီးနဲ့ဟိုဘာတော့ဒီငယ်ငယ်တော့ကတော့အညောင်းကြိုက်တွေလိမ့်နဲ့စီအဲ့ဒီမှာအယုတ်ပုံကနှခမ်းမွေးထူထူနဲ့စတာလင်နဲ့တူတယ်အဲ့ဒီလိုနှခမ်းမွေးနဲ့အာနာရှင်စတာလင်ကြီးဟာဆေးရုံမှာမေ့မျောပြီးသေတော့မယ်ဆိုတဲ့အချိန်မှာသူ့နောက်ကလူတွေကစတာလင်အပြစ်တွေပြောတယ်ကိုကမျက်တောင်လေးခတ်ပြီးနည်းနည်းလေးလှုပ်လာတဲ့ခါကျအာတုံလှုပ်သွားတာကြောက်သွားကြတယ်ပြန်ထလာမှကြောက်တယ်ငြိမ်သွားကြပြန်တော့ကြမျောသွားပြန်ပြီဆိုရင်အဲ့မှာသူ့အပြစ်တွေပြောကြပြန်နည်းနည်းလေးပြန်လှုပ်လာလိုက်ပြန်မျက်လုံးလေးဖွင့်လိုက်တာနဲ့ဟာကြောက်ပြီးတော့မလှုပ်ရဲကြပြန်အဲ့ဒါလို့သူကလည်းဘုန်းကြီးတို့ငယ်တုန်းကသတင်းစာတွေထဲကြည့်လိုက်ရင်လက်ညှိုးကြီးထိုးပြီးတော့သေစီဆိုတဲ့အမိန့်နဲ့သူတတ်သွားတာမာလင်ကောတို့ဘာတို့အဲ့ဒါတွေတတ်တာတွေအများကြီးပဲနော်သူနဲ့ပြိုင်းလာတဲ့လူတွေအကုန်သေတံပေးတာတွေအများကြီးပဲငယ်တုန်းကသတင်းစာဖတ်တဲ့အခါအဲ့တော့စတာလင်ကိုသိကြောက်ကြတယ်အာနာရှင်ကိုဒါကြောက်ကြတယ်သူသေပြီဆိုတဲ့အခါကျတော့အားလုံးကဝမ်းသာတယ်အဲ့တော့သိပြီးတော့အကျန်းဖက်အုပ်ဆိုးလို့ရှိရင်သေရင်ဝမ်းသာတာခံရတယ် Happy birthday တော့မဟုတ်ဘူး Happy death သူသေတာကိုကျန်တဲ့လူတွေကပျော်ကြတယ်ကျန်တဲ့လူတွေကပျော်တယ်ဆိုတာဒီ950ဇာတ်ထဲမှာလည်းပဲအလွန်ဆိုးတဲ့ဘုရင်ကြီးတစ်ပါးရှိတယ်အလွန်ဆိုးတဲ့ဘုရင်ကြီးတစ်ပါးရှိတယ်ဘသူဖြစ်ဖြစ်တိုင်းပြည်အုပ်ချုပ်တဲ့အခါရဲဆက်ဆက်ကြမ်းကြမ်းထမ်းထမ်းအုပ်ချုပ်အဲ့ဒီသူအုပ်ချုပ်တဲ့အခါကြမ်းတမ်းရက်ဆက်ရုံများမက
မြို့ဝင်မြို့ထွက်မှာဆိုလို့ရှိရင်တကယ်မှုကိုအလကားသာနေရင်ရောင်ဆွဲပြီးကြောကိုထောင်နဲ့ထောင်းသွားနော်ထွက်ရင်လည်းတစ်ခါထောင်းသွားတယ်ဒီကောင်ဘာလို့နေတာတော့ဆိုပြီးတော့ကြောကိုထောင်နဲ့ထွက်သွားဝင်လာပြန်လို့ရှိရင်လည်းရောင်ဆွဲပြီးကြောကိုထောင်နဲ့ထောင်းသွားနော်အဲ့ဒါလို့အဝင်အထွက်နှိမ့်ဆက်သွားတော့တကယ်မှုကသိကြောက်တာသူလာမှတအားကြောက်တာဒီနေ့ကျတော့အဲ့ဒီဘုရင်ကြီးဟာကံတော်ကုံလို့တေပါရောနတ်ပြဆန္ဒတော့မဟုတ်ဘူးနော်အဲ့ကွယ်လွန်အနိစ္စရောက်သွားတဲ့အခါတတိုင်းလုံးတပြည်လုံးကပျော်ပွဲရှင်ပွဲတွေကျင်းပကြတယ်ဝမ်းသာကြလို့အားလုံးကပျော်ကြတယ်တည်သွားပြီတို့တော့အာနာရှင်ကြီးမရှိတော့ဘူးတည်သွားပြီဝမ်းသာကြသို့တော့အဲ့တကယ်မှုကငိုးနေတယ်နော်သူတယောက်ပဲငိုးတာငိုတဲ့အခါကျတော့ဝေးကတတိုင်းလုံးတပြည်လုံးလူတွေဟာပျော်ပွဲခံနေကြတဲ့အချိန်မှာဝမ်းသာအားရရွှင်ပြပြီးတော့နေကြတယ်အလွန်ကြောက်ရတဲ့အာနာရှင်ကြီးတည်သွားတာအားလုံးကဝမ်းသာနေမင်းကဘာလို့ငိုလဲကျွန်တော်ငိုတာတခြားမဟုတ်ဘူးတဲ့သူအသက်ရှင်နေတော့ကဝင်တဲ့အချိန်မှာတောင်နဲ့တစ်ခါထောင်းသွားတယ်ပြန်ထွက်တဲ့အချိန်မှာလည်းတောင်နဲ့ထောင်းသွားတယ်ဘုရင်ကြီးဝင်တိုင်းထွက်တိုင်းသူ့ကြောကိုအောင့်နေအောင်ထောင်းခံရတယ်ပေါ့ကျွန်တော်လှုပ်တယ်လို့ငရဲမင်းကြီးကိုတောင်နဲ့ထောင်းပြီးပြန်လာမှကြောက်လို့ငိုတာလေအဲ့ဒါကြောင့်ငိုတိုင်းလည်းအထင်မကြီးလေးနဲ့ကိုပြန်လာမှကြောက်လို့ငိုတဲ့သူကရှိသေးတယ်ငရဲပင်ငရဲမင်းကြီးကိုယမမင်းကြီးကိုတောင်နဲ့ထောင်းပြီးတော့ပြန်လာမှကြောက်လို့တဲ့အဲ့ဒါကြောင့်ငိုပါတယ်ဟောလောကကြီးကလည်းအဲ့ဒါမျိုးရှိသေးတယ်နော်950ဇာတ်ထဲမှာပဲအဲ့ဒါအေးလောကကြီးကအဲ့ဒါလိုပဲခုနစတာလင်ကိုလည်းပဲအဲ့ဒါလိုပဲသူတို့လောကမှာတော့အဲ့ဒါလိုပြောစမှတ်ကလေးရှိတာမှတ်သားရဘူးတဲ့ပေါ့950ဇာတ်ထဲကတော့တကယ်ပဲပျော်ရွှင်ချမ်းမြေ့ကြတယ်လို့သူတို့ဆိုတယ်အဲ့တော့လောကကြီးမှာလူတွေဟာကောင်းတဲ့အလုပ်တွေနဲ့လုပ်သွားမှလူတွေကကောင်းတဲ့ဆုကိုတောင်းမှာဖြစ်တယ်မကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်မကောင်းဆုပဲတောင်းကြမှာပဲဖြစ်တယ်ဒါကြောင့်မို့အများရဲ့ကောင်းဆုတောင်းတယ်ဆိုတာကောင်းတဲ့အလုပ်တွေတောင်းလုပ်တဲ့ပုဂ္ဂိုလ်သားလေမွေးနေ့အမတ်တရားလုပ်ပြီးဆိုတဲ့အခါမှာကုသိုလ်ကောင်းမှုလုပ်ဖြစ်ကြတယ်လူကြတယ်တန်းကြတယ်ဒီအဲ့လိုမွေးနေ့ကျွေးမွေးလှူဒန်းပြီးတော့ကုသိုလ်လုပ်တဲ့လူရှိတယ်တချို့ကြတော့မွေးနေ့မှာသူ့မှာလှူနိုင်လောက်အောင်အင်အားမရှိဘူးဆိုလို့ရှိရင်ဥပုသ်ဆောင်တယ်မွေးနေ့ဥပုသ်ဆောင်တယ်မွေးနေ့တတ်တတ်လွတ်စားတယ်ကောင်းတယ်နော်အနှစ်သာရရှိတယ်မွေးနေ့ပဲအဲ့ဒါသူ့အတွက်မှကြည့်မယ်ဆိုရင်အနှစ်သာရရှိတယ်မွေးနေ့မှာဥပုသ်ဆောင်တယ်ဘုရားကြိုက်တယ်မွေးနေ့မှာကမ္မထမ်းထိုင်တယ်အမှန်အပြင်ပြောမယ်ဆိုရင်ဒီလူကစီးကုတ်တယ်လို့အောင်းမေးနေမဟုတ်ဘူးအဲ့ဒါဘုရားပို့ကြိုက်တယ်နော်မွေးနေ့မှာတရားထိုင်တယ်မွေးနေ့မှာဒီဥပုသ်ဆောင်တယ်အဲ့ဒါနဲ့မွေးနေ့ကိုကျင်းပါတယ်ဆိုရင်ပို့ပြီးတော့မွေးနေ့ပွဲရဲ့အနှစ်သာရပျော်ပွဲရှင်ပွဲလှုပ်ထားတွေကကုသိုလ်ရတဲ့လောက်ရတော့လည်းပဲတရားဓမ္မကျင့်သုံးတဲ့လူလောက်ကုသိုလ်တော့မရနိုင်ဘူးဒါကြောင့်မို့တရားကျင့်သုံးပြီးတော့မွေးနေ့ပွဲလှုပ်လို့ရှိရင်ပို့ပြီးတော့အနှစ်သာရရှိတယ်သို့တော့အများအတွက်ကောင်းကျိုးချမ်းသာဖြစ်ဖို့မွေးနေ့ပွဲမှာလူတွေတန်းတယ်ဒါနကောင်းမှုလုပ်တယ်ဒါနကောင်းမှုဆိုဒီမှာမြတ်စွာဘုရားကဝေလာမသုတ်တံမှာဟောထားသလိုတိရစ္ဆာန်တစ်ကောင်ကိုကျွေးမယ်ဆိုလို့ရှိရင်အဆတရားတစ်ခါကျွေးတာအဆတရားအကျိုးတုံ့ပြန်တယ်ညာလာကြီးလားလို့မအောင်မေ့နဲ့တရက်စီလေးကိုတစီရဲဆိုင်လိုက်တရက်ပင်ပေါက်လာတယ်အဲ့တရက်ပင်ကတီးတဲ့အသီးဟာတသီးတည်းမဟုတ်ဘူးအသီးပေါင်းများစွာတီးပါအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုဆိုတာတစ်ခုလုံးလိုက်တာအများကြီးရတယ်ဆိုတာအဲ့ဒီသဘောပဲတစ်ပင်စိုက်တဲ့နှုံဓာတ်နဲ့သွားတာနော်အဲ့တော့တိရစ္ဆာန်ကိုကြွရင်အဆတရားဆိုတာအဲ့ဒါပြောတာသူ့ရဲ့တုံ့ပြန်မှုကအဲ့လောက်ပဲရှိတယ်အဲ့ဒီမဲ့လူဖြစ်ပြီးတော့ကိုချင်းသီလမရှိတဲ့ပြက်ပြားနေတဲ့ပုဂ္ဂိုလ်လူပဲတမ်းမဲ့ဆိုရင်အဆတစ်ထောင်တိရစ္ဆာန်နဲ့တာသွားတယ်လူကြတော့အဆတစ်ထောင်ကိုချင်းသီလကောင်းတဲ့ခုလိုတရဏဂုံသီလစောင့်တည်ထားတယ်နော်ငါးပါးသီလလုံးနေဆိုတဲ့ပုံကိုယ်တွေကိုကျွေးလိုက်မယ်ဆိုလို့ရှိရင်အစပေါင်းများစွာဒီလိုဟောတာများစွာဗျာနော်အစပေါင်းများစွာဆိုတာဒီမျိုးစိတ်လေးကပေါက်လာတဲ့အကျိုးတရားတွေဟာအစပေါင်းများစွာဖြစ်တယ်ဒါဝေလာမသုတ်တံမှာဟောတာ
အဲ့တော့ဒါနကောင်းမှုလုပ်ခြင်းကလည်းပဲကြီးမားတဲ့အကျိုးတွေကိုရရှိလို့ဒုက္ခိစကတပုညနာဣဒစေဝပဋ္ဌာစာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဖို့မှာဒီဘဝလည်းချမ်းသာတယ်နောက်ဘဝလည်းချမ်းသာတယ်ဆိုတာဒါကိုပြောတာနော်ချမ်းသာနိုင်တယ်ဒါနကောင်းမှုလုပ်သည့်အတွက်ကြောင့်သူဟာအခုလိုအကျိုးတွေကိုရတယ်နောက်တစ်ခါသီလဆောက်တည်သည့်အတွက်ကြောင့်၅ပါးသီလဆောက်တည်သည့်အတွက်ဆိုလို့ရှိရင်ဖြစ်လျက်ဘဝမှာပါဏာတိပါဒကရှောင်လို့သက်ရှိတယ်ကျမ်းမာတယ်အာရိဏဒါနရှောင်လို့ပစ္စည်းဥစ္စာခိုင်မြဲတယ်မပျက်စီးဘူးကာမေတုမိစ္ဆာဆရရှောင်လို့လူချစ်လူခင်ပေါ်တယ်မုဒ္ဒဝါဒရှောင်သည့်အတွက်ကြောင့်နော်စကားပြီးပြီးသားသားပြောနိုင်တယ်သွားလှတယ်နောက်ဆုံးမှာဆွဆွဲကြဲရမခံရဘူးမတရားဆွဆွဲတာမခံရဘူးသူရမေတွေကရှောင်သည့်အတွက်ကြောင့်အိုင်ကျူအီကျူတွေမြင့်နေပေါ့ညံကောင်းနေပေါ့အဲ့ဒါလို့အကျိုးကျေးဇူးတွေဟာဒါသီလရတဲ့အကျိုးအဲ့ဒီမှာအမျက်ဆုံးပြောလိုက်မယ်ဆိုရင်ကိုမွေးနေ့မှာအမှတ်တရနော်မေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့ဒီတဲ့ကိုပို့ပြီးတော့ကုသိုလ်ရမယ်မွေးနေ့အမှတ်တရမေတ္တာပွားလိုက်မယ်အဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရတာကြတော့ဘာလို့ဆိုရင်ဩဒီနှစ်ငါဘုန်းကြီးတို့အနေနဲ့ပြောမယ်ဆိုရင်မနစ်တုန်းက86အခုဒီနေ့89သေဖို့နီးလာပြီဆိုတဲ့မရဏတတိဘာဝနာပွားဒီလိုဆိုလို့တယ်ပေါ့နော်တဖြည်းဖြည်းဟာနောက်ဆုတ်သွားတာမဟုတ်ဘူးရှေ့တူအသက်ကြီးလာတာဟာအသက်ကြီးလာတာခြေလန်းတလန်းချင်းတလန်းချင်းဘယ်နဲ့နီးလာတယ်လဲဆိုရင်တင်းញိုင်းနဲ့နီးလာတာကိုပြောတာနော်အဲ့ဒါကိုဆရာတော်ကြီးတစ်ပါးရေးထားတယ်ပါတယ်တင်းញိုင်းကိုတနေ့မျက်စောင်း3ချိန်ထိုးတယ်တဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကဆိုလိုတာကတော့သေဖို့နီးလာတယ်ဆိုလို့ပြောလို့တော့ပေါ့နော်မျက်စောင်းထိုးနေပြီတဲ့အဲ့တော့ဒါကိုလည်းပဲတတိတယမရဏမေဘဝိတတိမရဏဓမ္မောမိမရဏမေဘဝိတတိငါမှာသိခြင်းသဘောတရားရှိတယ်ဟိုခြင်းသဘောတရားရှိတယ်သိခြင်းသဘောတရားရှိတယ်မရဏအနတ္တိတောသိခြင်းသဘောတရားကိုငါမလွန်မြောက်ဘူးလို့အခုလိုမရဏတတိဘာဝနာပွားလိုက်မယ်ဆိုရင်အနှစ်သာရအရှိဆုံးမွေးနေ့ဖြစ်သွားမှာမွေးနေ့ပွဲရဲ့အနှစ်သာရကမ္မထမ်းဘာဝနာပွားများခြင်းမှာအဆုံးသတ်တယ်အမြင့်ဆုံးတာတော့ဒါကြောင့်မို့ဆရာတော်ကြီးတစ်ပါးထင်ရှားကြော်ကြားတဲ့ဆရာတော်ကြီးတစ်ပါးသူကမွေးနေ့လို့မပြောဘူးအိုနေ့တဲ့နော်မွေးနေ့ပွဲလို့မပြောဘူးအိုနေ့တဲ့အိုတဲ့နေ့တဲ့သူနော်ဟုတ်တာပဲမနေ့ကတည်းကဒီနေ့အိုးလာပြီနောက်နေ့တည်းအိုးလာမယ်အဲ့ဒီမွေးနေ့လို့မပြောဘဲနဲ့အိုနေ့လို့ပြောတာဟာသူ့အတွက်အနှစ်သာရရှိတဲ့မွေးနေ့ကိုရရှိအောင်နှလုံးသွင်းဆင်ခြင်ခြင်းပဲဖြစ်တယ်လို့ယူလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့လောကလူသားတွေက Happy Birthday to you ဆိုပြီးချမ်းပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ဖြစ်ပါစေလို့လောကအနေနဲ့ဝိုင်းဆုတောင်းတော်လဲပဲပျော်ရွှင်မှုဆိုတာကိုယ့်လက်ထဲမှာပဲရှိတယ်ဆုတောင်းရုံနဲ့တော့ဘာတစ်ခုမှရမှာမဟုတ်ဘူးဒါကြောင့်မို့လို့ကိုမွေးနေ့ရဲ့နှစ်သာရဆိုတာမွေးနေ့ပွဲမှာဒါနကောင်းမှုပြုလုပ်ခြင်းသီလဆောက်တည်ခြင်းကမ္မထမ်းဘာဝနာပွားများခြင်းမှာဒါလဲမွေးနေ့ရဲ့အနှစ်သာရလို့ဒီလိုမှတ်ယူချရမယ်နော်အဲ့ဒါတွေမပါဘူးဆိုတဲ့မွေးနေ့ဟာအနှစ်သာရကဲမဲ့တယ်လို့ပဲဒီလိုမှတ်ရအနှစ်သာရရှိတဲ့မွေးနေ့ဖြစ်ဖို့ရာအတွက်ကိုယ်ကိုယ်တိုင်အနှစ်သာရရှိကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအထောက်လူတိုင်းဟာမွေးနေ့မှသာအနှစ်သာရရှိအောင်လုပ်ရမှာမဟုတ်ဘူးနေ့စဉ်နဲ့ညမှာလည်းပဲအနှစ်သာရရှိအောင်ကြိုးစားမယ်ဆိုလို့ရှိရင်အနှစ်သာရရှိတဲ့နေ့နော်အနှစ်သာရရှိတဲ့နေ့ဖြစ်ဖို့အင်တာမအရေးကြီးတယ်လို့ဒီလိုအနှစ်သာရကိုရအောင်ယူနိုင်မှဒီပစ္စည်းဥစ္စာတွေရဲ့အနှစ်သာရဆိုတာဒါနပစ္စည်းဥစ္စာတွေရဲ့အနှစ်သာရဟာဒါနယန္တမျိုး၅ပါးဆက်ဆံနေသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာတွေကပျက်စီးသွားနိုင်တယ်ပျက်စီးသွားနိုင်သည့်အတွက်ကြောင့်ဘလောက်ပဲပိုင်ဆိုင်ဒီလူတွေဟာမျက်စိမမိတ်ခင်သာကိုပိုင်ဆိုင်ကြတာအားလုံးဟာပြစ်ထားခဲ့ရတယ်မသိခင်ဒီပစ္စည်းတွေကိုသုံးချပြီးဒါနကောင်းမှုပြုတာအနှစ်သာရနော်နောက်ပြီးတော့ခုရရှိထားတဲ့ကိုယ်ကာယကြီးကိုသုံးချဗိုက်စာရာတွေအသာထားပြီးကိုချင်းသီလဥပုပ်နေ့ကိုဥပုပ်ဆောင်လိုက်တယ်သို့မဟုတ်7ပါးသီလထိန်းသိမ်းဆောက်ရှောက်တယ်အဲ့ဒါလို့အစာခံပြီး7ပါးသီလထိန်းသိမ်းဆောက်ရှောက်လိုက်လို့ရှင်ကိုယ်ကာယကဖြစ်ပေါ်လာတဲ့အနှစ်သာရတစ်ခုရတယ်နော်
သီလဟာအနှစ်သာရတစ်ခုဟောနောက်တစ်ခါအသက်ရှင်နေတုန်းမှာရနိုင်တဲ့အနှစ်သာရအသက်ရဲ့အနှစ်သာရဘာလို့ဆိုရင်ဝိပဿနာတရားအထုတ်ဖို့ဝိပဿနာတရားအထုတ်တယ်ဆိုတာခုနကသိခြင်းတရားကိုနှလုံးသွင်းတာအပါဝင်အဲ့ဒီဘာဝနာလုပ်ငန်းတစ်ခုကိုကြိုးပမ်းအထုတ်မှုဟာတကယ်ကိုအသက်ရှင်နေခြင်းရဲ့အနှစ်သာရတစ်ခုဖြစ်တယ်ဒီလိုကဏ္ဍသရုပ်သားဆင်ញင်စဉ်းစားတယ်လို့ဘုန်းကြီးတို့တွေဆင်ញင်စဉ်းစားပြီးအနှစ်သာရကိုအနှစ်သာရလို့သိဖို့အကာကိုအကာလို့သိမှအနှစ်သာရဆိုတာရရှိနိုင်မှာဖြစ်တယ်အနှစ်ကိုအကာထင်းနေမယ်အကာကိုအနှစ်ထင်းနေမယ်ဆိုရင်အနှစ်သာရကိုရရှိကြမှာမဟုတ်ဘူးဒါကြောင့်မို့အနှစ်ကိုဆိုတာဘာလဲမွေးနေ့ရဲ့အနှစ်သာရဆိုတာဘာလဲဆိုရင်ဒါနသီလဘာဝနာကုသိုလ်တရားသည်မွေးနေ့ရဲ့အနှစ်သာရကုသိုလ်တရားမရလိုက်တဲ့နေ့ဟာအရှုံးကြီးရှုံးတဲ့နေ့လို့ပဲဒီလိုပဲမှတ်သားကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မွေးနေ့အနှစ်သာရဆိုသည်မှာဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍမှာဖြစ်ပွားအောင်ပြုလုပ်ခြင်းကုသိုလ်တရားတွေရရှိခြင်းသာဖြစ်တယ်ဆိုတာကိုယ်စီခံယူချက်ထားပြီးတော့မိမိတို့မွေးနေ့တိုင်းမှာအနှစ်သာရရှိသောမွေးနေ့ဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း